online ကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းဝေးကော်မတီအားပေါ်ပြည်သူ့အာဏာကြားနဲ့အမှတ်38 2014ခုနှစ်ဒီဇင်ဘာလတုန်းမှာဖော်ပြပါရှိတဲ့အမေရိကန်နိုင်ငံရဲ့စစ်ဖက်စစ်ပစ္စည်းစက်မှုလုပ်ငန်းလွတ်တော်ခိုခနောက်ဆိုင်ကွန်ရက်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့စစ်ဖက်စစ်ပစ္စည်းစက်မှုလုပ်ငန်းလွတ်တော်ဖိုခနောက်ဆိုင်ကွန်ရက်အင်မတန်ကြီးမားတဲ့စစ်ရေးအဆောက်အုံနဲ့ကြီးမားတဲ့လက်နက်ပစ္စည်းထုတ်စက်မှုလုပ်ငန်းတွေပေါ်ထွက်လာတာဟာအမေရိကန်နိုင်ငံအတွက်အတွေ့အကြုံသစ်ဖြစ်တယ်။စီးပွားရေးနိုင်ငံရေးနဲ့စိတ်သက်ရေးရာတွေရပါသူတို့နှစ်ရက်ပေါင်းရဲ့ဩဇာဟာနေရာအနှံ့ပြားမှာတက်ရောက်နေတယ်။မြို့တော်တိုင်းလွတ်တော်တိုင်းနဲ့ပြည်ထောင်စုအစိုးရရုံးဌာနတိုင်းတို့မှာတက်ရောက်နေတယ်။ဒီအဆောက်အုံနှစ်ရက်မလွဲမသွေလိုအပ်နေတာကိုလည်းကျွန်တော်တို့အသိမှတ်ပြုရမယ်။တစ်ဖက်မှာလည်းသူတို့ရဲ့မကောင်းတဲ့အကျိုးဆက်တွေကိုလည်းကျွန်တော်တို့နားလည်သိရှိထားရမယ်။အိုင်ဆင်ဟောင်းဝါရဲ့သမ္မတရာထူးမှအထွက်နှုတ်ဆက်မိန့်ခွန်း1961ခုနှစ်ဇန်နဝါရီ19စစ်ဖက်စစ်ပစ္စည်းစက်မှုလုပ်ငန်းလွတ်တော်ဖိုခနောက်ဆိုင်ကွန်ရက် Military Industrial Complex or Military Industrial Congressional Complex ဆိုတဲ့အသုံးအနှုန်းကိုအိုင်ဆင်ဟောင်းဝါကသမ္မတရာထူးကနှုတ်ထွက်တဲ့အချိန်ပြောတဲ့နှုတ်ဆက်မိန့်ခွန်းမှာသုံးခဲ့တယ်။အဲ့ဒီမိန့်ခွန်းအတွက်မူချမ်းရေးစဉ်ကလွတ်တော် Military Industrial Congressional Complex ဆိုတဲ့အသုံးအနှုန်းပါခဲ့တယ်။နောက်တော့လွတ်တော်ဆိုတာကိုဖြုတ်ထားခဲ့တယ်လို့ဆိုပါတယ်။ဒီအသုံးအနှုန်းဟာ1960ခုနှစ်တွင်မှစသုံးခဲ့ပေမဲ့အစိုးရစစ်ဖက်နဲ့လက်နက်ပစ္စည်းစက်မှုလုပ်ငန်းတွေရဲ့ဆက်ဆက်ညှိနှိုင်းလှုပ်ဆောင်မှုတွေဖြစ်ပေါ်ခဲ့တာအစိုးရတပ်တွေကိုထောက်ပံ့မဲ့လက်နက်ပစ္စည်းတွေပုဂ္ဂလိကလုပ်ငန်းဘက်လွှဲပေးလိုက်တဲ့19ရာစုတွေကတည်းကဖြစ်ပါတယ်။အခုတော့ဒီကွန်ရက်ဟာတဖြည်းဖြည်းကြီးထွားကျယ်ပြန့်လာပါပြီ။အထူးသဖြင့်ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့စစ်ပြီးနောက်မှာအရှိန်ပိုရလာပါတယ်။ဒီနောက်မှာလည်းစစ်အေးတိုက်ပွဲကြောင့်ဆက်လက်ဖြစ်ပေါ်ကြီးထွားလာတာဖြစ်တယ်။စစ်အေးတိုက်ပွဲပြီးတော့လည်းအခုအကြမ်းဖက်ချင်းချောက်တပ်ဖြတ်ရေးဝါဒပေါ်စစ်ပွဲ War on Terror ပေါ်လာတဲ့အတွက်အရှိန်မတန့်ပါဘူး။ American စစ်လက်နက်ပစ္စည်းစက်မှုလုပ်ငန်း2013ခုနှစ်ကမ္ဘာစစ်သုံးစရိတ်ဟာ American Dollar 1949.3 ဘီလီယံဖြစ်ပြီးကမ္ဘာ GDP ရဲ့ 2.4% ရှိတယ်။ American နိုင်ငံကဒေါ်လာ640ဘီလီယံနဲ့ထိပ်ဆုံးကဖြစ်တယ်။တရုတ်က188ဘီလီယံဒေါ်လာ၊ရုရှားက89.8ဘီလီယံ၊ဆော်ဒီအာရေဗျက69ဘီလီယံနဲ့အစဉ်လိုက်ဖြစ်တယ်။2006ခုနှစ်မှာထိပ်တန်းစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီး100ရဲ့လက်နက်ရောင်းအားတန်ဖိုးဟာအမေရိကန်ဒေါ်လာ315ဘီလီယံရှိတယ်။2012ခုနှစ်စစ်လက်နက်ပစ္စည်းရောင်းချတဲ့ထိပ်တန်းကုမ္ပဏီ10ခုဟာအောက်ပါတိုင်းဖြစ်တယ်။ကိုကာစတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ထုတ်ပြန်ချက်2012ခုနှစ်အဆင့်1 Company Lockheed Martin နိုင်ငံ American လက်နက်ရောင်းတန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း36,000စုစုပေါင်းလုပ်သမားဦးရေ1,200,000အဆင့်2 Company Boeing နိုင်ငံ American လက်နက်ရောင်းတန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း29,610စုစုပေါင်းလုပ်သမားဦးရေ1,904,400အဆင့်3 Company BAE စနစ်နိုင်ငံ Britain လက်နက်ရောင်းတန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း26,850စုစုပေါင်းအလုပ်သမားဦးရေ88,200အဆင့်4 Company Raytheon နိုင်ငံ American လက်နက်ရောင်းတန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း22,500စုစုပေါင်းအလုပ်သမားဦးရေ68,800အဆင့်5 Company General Dynamics နိုင်ငံ American လက်နက်ရောင်းတန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း2,940စုစုပေါင်းအလုပ်သမားဦးရေ92,200အဆင့်6 Company Northrop Grumman နိုင်ငံ American လက်နက်ရောင်းတန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း19,400စုစုပေါင်းအလုပ်သမားဦးရေ88,100အဆင့်9 Company Airbus အုပ်စုနိုင်ငံဥရောပသမဂ္ဂ
လက်နက်ရောင်တန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း15400စုစုပေါင်းအလုပ်သမားဥယေ1,400,000အဆင့်8 Company United Technology နိုင်ငံ American လက်နက်ရောင်တန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း13460စုစုပေါင်းအလုပ်သမားဥယေ2,18300အဆင့်9 Company Finmeccanica နိုင်ငံ Italy လက်နက်ရောင်တန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း12530စုစုပေါင်းအလုပ်သမားဥယေ69408အဆင့်10 Company L3 ဆက်သွယ်ရေးနိုင်ငံ American လက်နက်ရောင်တန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း1,840စုစုပေါင်းအလုပ်သမားဥယေ9,100ဒီဇယားကိုကြည့်ရင်စစ်လက်နက်ပစ္စည်းစက်မှုလုပ်ငန်းမှာအမေရိကန်နိုင်ငံကုမ္ပဏီတွေကအများစုဖြစ်ပြီးထိပ်ကပါနေတာတွေ့ရမယ် Lockheed Martin, Northrop Grumman, Boeing နဲ့ Raytheon တို့ဟာအမေရိကန်နိုင်ငံရဲ့ထိပ်တန်းလက်နက်ကုမ္ပဏီကြီးတွေဖြစ်ကြတယ် Lockheed Martin ရဲ့ဘဏ္ဍာအရင်းဟာ2003ခုနှစ်မှာအမေရိကန်ဒေါ်လာ45.358ဘီလီယံရှိပြီး2013ဘဏ္ဍာနှစ်မှာအမြတ်ငွေအမေရိကန်ဒေါ်လာ1.981ဘီလီယံရရှိတယ်2012ခုနှစ်ဒီဇင်ဘာစာရင်းအရဝန်ထမ်းဥယေ1,16000ရှိတယ်2009ခုနှစ်မှာအမေရိကန်ဆိုရစီကကန်ထရိုက်ရရှိတဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ38.4ဘီလီယံရှိတယ်2008နဲ့2009ခုနှစ်တွေမှာအမေရိကန်ဆိုရစီကကန်ထရိုက်ရရှိတဲ့ထိပ်တန်းကုမ္ပဏီတွေထဲမှာပါခဲ့တယ်သူ့ရဲ့နာမည်ကြီးထုတ်ကုန်တွေထဲမှာ Trident ဘုံ F-16 တိုက်လေယာဉ် C-130 Hercules ကုန်တင်လေယာဉ်နဲ့အခုနာမည်ကြီးနေတဲ့ F-35 တိုက်လေယာဉ်စတာတွေပါတယ်2012ခုနှစ်မှာ Northrop Grumman ရဲ့ဘဏ္ဍာအရင်းဟာအမေရိကန်ဒေါ်လာ25.218ဘီလီယံရှိတယ်ဝန်ထမ်းဥယေ68000ရှိတယ်2010ခုနှစ်တုန်းကတကမ္ဘာလုံးကာကွယ်ရေးကန်ထရိုက်ရရှိမှုမှာစတုတ္ထအများဆုံးဖြစ်တယ်ကုမ္ပဏီရဲ့ထုတ်ကုန်တွေမှာနာမည်ကြီး B2 ကိုပြော့ဘုံကျဲလေယာဉ် RQ4 ဘုံကျဲလေယာဉ်နဲ့အခြားရေတပ်သုံးလေယာဉ်စတာတွေပါတယ်။ Boeing ကုမ္ပဏီကတော့အရက်သုံးလေယာဉ်တွေလည်းထုတ်တယ်။2012ခုနှစ်မှာအာကာသနဲ့လေယာဉ် Aerospace နဲ့ကာကွယ်ရေးဆိုင်ရာကန်ထရိုက်ရရှိမှုဟာဒုတိယအကြီးဆုံးဖြစ်တယ်။2013ခုနှစ်မှာသူ့ရဲ့အယောင်းတန်ဖိုးဟာအမေရိကန်ဒေါ်လာ86.623ဘီလီယံရှိတယ်။အမေရိကန်နိုင်ငံရဲ့အကြီးဆုံးပြည်ပပို့ကုန်တင်ပို့သူဖြစ်ပါတယ်။နာမည်ကြီးခဲ့တဲ့ B52 ဘုံကျဲလေယာဉ်ဟာဒီကုမ္ပဏီကထုတ်လုပ်ခဲ့တာပါကင်းတောက်လေယာဉ် AWACS ဆိုတာလည်းထုတ်လုပ်တယ်တာဝေးပြစ်ဒုံးတွေလည်းထုတ်တယ်2017ခုနှစ်ကအမေရိကန်လေတပ်စီဖြည့်လေယာဉ်ဆောက်လုပ်ဖို့အမေရိကန်ဒေါ်လာ35ဘီလီယံတန်ဖိုးရှိတဲ့ကန်ထရိုက်ရရှိခဲ့တယ် Raytheon ကတော့အမေရိကန်ရဲ့အဓိကကာကွယ်ရေးပစ္စည်းကန်ထရိုက်တာဖြစ်တယ်2012ခုနှစ်ကမ္ဘာပစ္စမအကြီးဆုံးစစ်ပစ္စည်းကန်ထရိုက်ရရှိသူဖြစ်ပြီးအမေရိကန်နိုင်ငံမှာတော့စတုတ္ထနေရာမှာရှိတယ်ကမ္ဘာအကြီးဆုံးပဲ့ထိန်းဒုံးထုတ်လုပ်တဲ့ကုမ္ပဏီကြီးဖြစ်ပါတယ်ဝန်ထမ်းဥယေ63000ရှိပြီးနှစ်စဉ်ပြန်မြဝင်ငွေအမေရိကန်ဒေါ်လာ25ဘီလီယံခန့်ရှိပါတယ်ဝင်ငွေတွေရဲ့90%ကျော်ဟာစစ်လက်နက်ပစ္စည်းကန်ထရိုက်ကဖြစ်တယ်စစ်ပစ္စည်းကုမ္ပဏီကြီးများရဲ့ lobby လုပ်ငန်းဆိုတာကတော့လွှတ်တော်နဲ့အစိုးရဌာနဆိုင်ရာတွေမှာမိမိတို့ကုမ္ပဏီကြီးတွေအကျိုးအမြတ်ရဖို့ညနေသားရဖို့ဆွဲဆောင်စည်းရုံးကြတာတွေပဲဖြစ်ပါတယ်။အဲဒီလိုလုပ်ဖို့ကျွမ်းကျင်တဲ့ lobby သမားတွေကုမ္ပဏီလေးတွေကိုငှားရမ်းအသုံးပြုကြပါတယ်။ဘိုခင်ညွန့်လက်ထက်ကလည်းအမေရိကန်က lobby ကုမ္ပဏီလေးတစ်ခုငှားခဲ့ပူပါတယ်။ကာကွယ်ရေးစစ်ရေးနဲ့ပတ်သက်တဲ့အမေရိကန်ကုမ္ပဏီကြီးတွေရဲ့နှစ်စဉ် lobby လုပ်ငန်းသုံးစရိတ်ကိုအောက်ပါဇယားမှာကြည့်ပါ။ဇယားကို www.opensecrets.org မှာရယူပါတယ်ဖော်ပြပါဇယားမှာဘာချတ်ပုံစံဖြစ်ပြီးစာနဲ့ရှင်းလင်းဖတ်ပြရလျင်တိကျတဲ့ကိန်းဂဏန်းများမရရှိနိုင်ကြောင်းပါ Lockheed Martin ကုမ္ပဏီဟာ2009ခုနှစ်မှာ lobby လုပ်ငန်းအတွက်သုံးစွဲငွေဟာအမေရိကန်ဒေါ်လာ13.8သန်းရှိတယ်2010ခုနှစ်တတိယလေးလပတ်အထိ lobby အတွက်သုံးစွဲငွေဟာအမေရိကန်ဒေါ်လာ9.9သန်းဖြစ်တယ်ဒါအပြင်ရွေးကောက်ခံမဲ့ကိုယ်စားလှယ်တွေကိုရန်ပုံငွေထည့်ဝင်ကူညီတာတွေလည်းရှိတယ်။နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာဘတ်ဂျက်သုံးစွဲမှုတွေကိုထောက်ခံမဲ့ကိုယ်စားလှယ်လောင်းတွေကိုထောက်ပံ့ပေးတာဖြစ်ပါတယ်။
အောက်လွတ်တော်လက်နက်ကိုင်အမှုဆောင်ကော်မတီဥက္ကဋ္ဌဖြစ်သူ Republican အမတ် Howard P. Buck McKeon ကိုရမဝင်အများဆုံးထောက်ပံ့ပေးတာ Lockheed Martin ပဲဖြစ်ပါတယ်အထက်လွတ်တော်ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌ Daniel Inouye ကိုထိတ်ဆုံးကရမငွေထက်ဝင်တဲ့ထဲမှာလဲ Lockheed Martin ပါပါတယ်သူ့ကုမ္ပဏီဟာလွတ်တော်2ရက်မှာဝင်အရွေးခံတဲ့ကိုယ်စားလှယ်တွေကိုနှစ်စဉ် American dollar 9 သိန်းပတ်ဝန်းကျင်ရမငွေထက်ဝင်ပေးပါတယ် Boeing ကုမ္ပဏီကတော့2009ခုနှစ်မှာ lobby အသုံးစရိတ် American dollar 16.9 သန်းရှိခဲ့တယ်2010ခုနှစ်တတိယလေးလပတ်လောက်ထိ lobby အသုံးစရိတ်က American dollar 13.2 သန်းရှိတယ်2008ခုနှစ် American သမ္မတရွေးကောက်ပွဲတုန်းက Obama ဟာ Boeing ကုမ္ပဏီဝန်ထမ်းတွေနဲ့အမှုဆောင်ရရှိကြီးတွေရဲ့လှူဒန်းငွေဒေါ်လာ1,9,800,000ရရှိခဲ့တယ်ဒါဟာ John McCain ရတာထက်5ဆပိုများတယ်ထိပ်တန်း Republican ကိုယ်စားလှယ်8ဦးပေါင်းရရှိတာထက်တောင်ပိုများပါတယ်1990-2002ခုနှစ်အတွင်းပြည်ထောင်စုအဆင့်ရွေးကောက်ပွဲတွေမှာ Northrop Grumman ရဲ့ရမုံငွေလှူဒန်းငွေဟာ American dollar 8.5 သန်းရှိတယ်2005-2006ရွေးကောက်ပွဲကာလမှာပြည်ထောင်စုအဆင့်ကိုယ်စားလှယ်လောင်းတွေကိုကုမ္ပဏီကလှူဒန်းငွေဟာ American dollar 1,11,260 ရှိတယ်အဲ့ဒီကာလမှာကာကွယ်ရေး contract ဆွဲတဲ့ကုမ္ပဏီအားလုံးလှူဒန်းငွေဟာ10,612,839 ရှိပါတယ်ကာကွယ်ရေးစက်မှုလုပ်ငန်းထဲမှာ General Motors နဲ့ Lockheed Martin ပြီးရင် Northrop ရဲ့လှူဒန်းငွေဟာအများဆုံးဖြစ်ပါတယ် Raytheon ဟာ2004ခုနှစ်သမ္မတရွေးကောက်ပွဲကာလအတွင်းမှာကာကွယ်ရေးနဲ့ဆိုင်တဲ့နိုင်ငံရေးမဲဆွယ်စည်းရုံးမှုတွေအတွက် American dollar 1 သန်းနီးပါးလှူဒန်းခဲ့တယ်ဒါတွေဟာ American နိုင်ငံရဲ့ဥပဒေဘောင်တွင်းကသုံးစွဲလှူဒန်းတာတွေပဲရှိပါသေးတယ်နောက်ွယ်ကသုံးစွဲငွေလက်ငွေတွေကပိုများပါလိမ့်မယ်ဆုံးလဲ revolver တွေ American စစ်ဗိုလ်ချုပ်ကြီးတွေဟာပင်စင်ယူပြီးသွားတဲ့အခါစစ်လက်နက်ပစ္စည်းကုမ္ပဏီကြီးတွေကသူတို့စီမှာလစာကောင်းကောင်းပေးပြီးယာရုကြီးတွေပေးကြတယ်အမတ်မင်းတွေအစိုးရရာရှိကြီးတွေသမ္မတပါဝင်တွေကလည်းအလားတူအရက်ဖက်ကုမ္ပဏီကြီးတွေမှာရွှေ့ပြောင်းအမှုထမ်းကြတာရှိတယ်တချို့လည်းအကြံပေးလိုနေရာမျိုးတွေမှာဖြစ်ပါတယ်တခါအရက်ဖက်ကုမ္ပဏီကြီးတွေကအရာရှိကြီးတွေကလည်းအမတ်ဝင်ရွေးခံတာသမ္မတဝင်ရွေးခံတာစသဖြင့်ရှိကြပြန်ပါတယ်အဲ့ဒီလိုဟိုဘက်ဒီဘက်အပြန်လန်ကူးလူးနေကြသူတွေကိုဆုံးလဲ revolver တွေလို့အမည်ပေးထားပါတယ်ဆုံးလဲတကားတွေကဟိုဘက်ဒီဘက်ကူးရတာမြန်ဆန်လွယ်ကူတယ်မို့လားဥပမာ Dick Cheney ဟာ1988ခုနှစ်မှာအောက်လွတ်တော်အမတ်ဖြစ်လာတယ်ဒီနောက်1988ခုနှစ်မှာအောက်လွတ်တော်အမတ်ဖြစ်လာတယ်ဒီနောက်1989ကနေ1993ခုနှစ်အထိကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်တယ်နောက်1995မှ2000ခုနှစ်အထိ Halliburton ကုမ္ပဏီရဲ့ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်ရာရှိချုပ်ဖြစ်တယ်2001ခုနှစ်မှာတော့ဒုသမ္မတအရွေးခံရပါတယ်2010ခုနှစ် Boston Globe သတင်းစာကြီးရဲ့စုံစမ်းဖော်ထုတ်မှုအရ1994မှ1998ခုနှစ်အတွင်း American ကျယ်3ပွင့်ကျယ်4ပွင့်စစ်ဗိုလ်ချုပ်ကြီးတွေအငိမ့်စားယူပြီးနောက်ကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကန်သူဟာ50%မကျော်ဘူး2004-2008ခုနှစ်အတွင်းမှာတော့အဲ့ဒီရေတွက်ဟာကြောက်ကမန်းလိလိ80%ဖြစ်လာတယ်လစာတွေလည်းကောင်းကောင်းရကြတယ်ဒီဗိုလ်ချုပ်ကြီးတွေကလည်းကာကွယ်ရေးဝန်ကြီးဌာနမှာအဆက်အသွယ်ကောင်းတွေရှိထားကြတဲ့ပြင်စစ်မှုရေးရာတွေမှာလည်းအစိုးရအဖွဲ့ကိုဆက်ပြီးအကြံဉာဏ်တွေပေးနေကြသေးတာမို့သူတို့တန်ဖိုးဟာကြီးပါတယ်သူတို့ကလည်းသူတို့မှုထမ်းနေတဲ့ကုမ္ပဏီကြီးတွေကန်ထရိုက်ကြီးစားကြီးတွေရအောင်ပံ့ပိုးပေးကြတယ်ဒီလိုနဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟာတန်ဖိုးကြီးရောင်းကုန်တွေဖြစ်လာကြတယ်ဒီလိုဗိုလ်ချုပ်ကြီးတွေကာကွယ်ရေးစက်မှုလုပ်ငန်းတွေစီပြောင်းပြီးအလုပ်လုပ်ကြတာဘယ်လောက်များလာတဲ့ဆိုရင်ဒီကိစ္စနဲ့ဆက်နွယ်ပြီးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတောင်ပေါ်လာပါတယ် Berkshire Associates အတိုင်ပင်ခံကုမ္ပဏီကအငိမ့်စားစစ်ဗိုလ်ချုပ်ကြီးတွေကိုငှားရမ်းခြင်းနေတဲ့ကုမ္ပဏီတွေကိုဝန်ဆောင်မှုပေးနေပါတယ်။တင့်ကုမ္ပဏီအတွက်တန်မိုးကြီး contract ရအောင်လုပ်ပေးမဲ့အငိမ့်စားဗိုလ်ချုပ်ကြီးတွေလိုအပ်နေပါသလား။ကျွန်တော်ကိုပြောပါဆိုတဲ့ကုမ္ပဏီမျိုးပါ။2012ခုနှစ်နိုဝင်ဘာလမှာတာဝန်ယူမှုနဲ့ကိုကျင့်သိက္ခာအတွက်နိုင်ငံသားများ Citizens for Responsibility and Ethics အဖွဲ့နဲ့ရဲရင်အခြေခံသစ်
Brave New Foundation တို့ပူးတွဲထုတ်ဝေတဲ့အစီရင်ခံစာအရ2009ခုနှစ်မှ2011ခုနှစ်အတွင်းအနားယူသွားတဲ့ထိပ်တန်းဗိုလ်ချုပ်ကြီး108ဦးအနက်86ဦးဟာကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာဝင်လုပ်ကြတယ်။တချို့ဟာဆိုရင်ကာကွယ်ရေးဝန်ကြီးဌာနအတွက်လည်းအကြံပေးဆက်လုပ်နေတာတွေ့ရတယ်။ဗိုလ်ချုပ်ကြီး James Cartwright ဟာ Raytheon Company ရဲ့ဒါရိုက်တာဘုတ်ဖွဲ့မှာလက်ကစားဖြစ်နေတယ်လို့ကာကွယ်ရေး policy ဘုတ်ဖွဲ့မှာလည်းပါနေတယ်။ရေတပ်ဗိုလ်ချုပ်ကြီး Gary Rackett ဟာလည်းအလားတူကာကွယ်ရေး policy ဘုတ်ဖွဲ့မှာအမှုထမ်းနေရင် Northrop Grumman ရဲ့ဒါရိုက်တာဘုတ်ဖွဲ့မှာလည်းပါနေတယ်။အဲ့ဒီအတွက် Grumman စီကနှစ်စဉ်လစာငွေအမေရိကန်ဒေါ်လာ1,15,000ရရှိတယ်။ Boston Globe သတင်းစာကြီးရဲ့အစီရင်ခံစာအရ2011ခုနှစ်မှာအကြီးစားလက်နက်ကန်ထရိုက်ကုမ္ပဏီကြီး5ခုဖြစ်တဲ့ Lockheed Martin, Boeing, General Dynamics, Raytheon နဲ့ Northrop Grumman တို့ဟာအငိမ့်စားစစ်ဗိုလ်ချုပ်ကြီးအနည်းဆုံး9ဦးကိုငှားရမ်းပြီးယာဒူးကြီးတွေပေးခဲ့တယ်။အခုလောလောဆယ်ဆီးရီးယား၊အီရတ်တို့မှာအစ္စလာမစ်အစွန်းရောက်ဖွဲ့ IS ကိုအမေရိကန်ကလေကြောင်းကနေတိုက်ခိုက်နေတယ်။လေကြောင်းကတိုက်ခိုက်နေုံနဲ့မလုံလောက်ဘူး။မြေပြင်တပ်တွေပါဆေလွတ်ဖို့လိုတယ်လို့ပြောဆိုနေတဲ့အငိမ့်စားဗိုလ်ချုပ်ကြီးတွေရဲ့သတင်းတွေကိုမြင်တွေ့နေရပါတယ်။အဲ့ဒီလိုပြောနေသူတွေထဲမှာအငိမ့်စားဗိုလ်ချုပ်ကြီးတဦးဖြစ်တဲ့ Jack Kane ဆိုသူလည်းပါပါတယ်။သူဟာသတင်းဌာနတွေမှာဒီလိုပြောနေတယ်လို့အောက်လွတ်တော်ကြားနာပွဲမှာတွားရောက်တင်ပြတဲ့ခါမှာလဲအမေရိကန်အနေနဲ့ IS အဖွဲ့ကိုစစ်ရေးအရပုံမထဲထဲဝင်တိုက်ခိုက်ဖို့အကြံပေးခဲ့တယ်။ပြီးခဲ့တဲ့2လအတွင်း Fox News မှာ IS အဖွဲ့ကိုစစ်ရေးအရရှေ့မြင့်တိုက်ခိုက်မှရည်မှန်းချက်အောင်မြင်မယ်လို့အနည်းဆုံး6ကြိမ်လောက်ဝါဒဖြန့်ဟောပြောခဲ့တယ်။အထူးတပ်ဖွဲ့တွေစစ်လို့ရမယ်လို့ယုံကြည်ကြောင်းပြောခဲ့တယ်။သူဟာ Academy ကုမ္ပဏီရဲ့အထူးအကြံပေးဖြစ်တယ်။ Academy ဟာယခင်ကနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ Blackwater ကုမ္ပဏီကိုနာမည်ပြောင်းထားတာဖြစ်တယ်။တင်ကားနဲ့လေယာဉ်တွေထုတ်လုပ်တဲ့ General Dynamics ကုမ္ပဏီမှာလည်းဘုတ်အဖွဲ့ဝင်လူကြီးဖြစ်တယ်။2004ခုနှစ်ကစပြီး General Dynamics မှာဝင်လုပ်ခဲ့ပြီးလစာငွေကဏန်း6လုံးရတဲ့အပြင်ကုမ္ပဏီအစုရှယ်ယာတွေကိုလျှော့ဈေးနဲ့ဝယ်ယူခွင့်လည်းရတယ်။2013ခုနှစ်က General Dynamics ကလစာငွေAmerican dollar 2,58,600ရခဲ့တယ်။သူ့ကိုယ်ပိုင်စစ်ရေးဆိုင်ရာတိုင်ပင်ခံသူခမိန်ဖွဲ့လဲထူထောင်ထားပါသေးတယ်။အငိမ့်စား Marine ဗိုလ်ချုပ်ကြီး James Mattis ကလည်းအလားတူပြောဆိုနေသူဖြစ်တယ်။သူဟာလည်း General Dynamics ရဲ့ဘုတ်ဖွဲ့ဝင်လူကြီးတူဖြစ်ပါတယ်။2013ခုနှစ်မှာလစာငွေ American dollar 88,489နဲ့ကုမ္ပဏီအစုရှယ်ယာတွေရှော့ဈေးနဲ့ဝယ်ယူခွင့်ရရှိခဲ့တယ်။ IS အဖွဲ့ကိုတိုက်ခိုက်ဖို့အမေရိကန်မြေပြင်တပ်ဖွဲ့တွေစစ်လွတ်ဖို့အကျယ်လောင်ဆုံးပြောနေတဲ့အငိမ့်စားဗိုလ်ချုပ်ကြီးကတော့ Anthony Zinni ပဲဖြစ်ပါတယ်။သူကတော့ BAE စနစ်ကုမ္ပဏီရဲ့ဘုတ်ဖွဲ့ဝင်လူကြီးပါ။တခြားစစ်ပစ္စည်းအဓိကထုတ်လုပ်တဲ့ကုမ္ပဏီတွေမှာလည်းလုပ်နေသူဖြစ်ပါတယ်။အီရတ်မှာအမေရိကန်တပ်ဖွဲ့တွေဆုတ်ခွာလာပြီးနောက်စစ်ဖက်အကြံပေး1500ကျန်နေခဲ့တာဖြစ်တယ်။အခုတော့IS အရေးအတွက်နောက်ထပ်အကြံပေး1500ဆစ်လွတ်လိုက်ပါပြီ။နိုဝင်ဘာလဆန်းပိုင်းမှာအမေရိကန်ထက်လို့တော့လက်နက်ကင်တပ်ဖွဲ့ကော်မတီကြားနာပွဲမှာလက်ရှိအမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌဖြစ်သူမာတင်ဒမ်ဆေးကအီရတ်ကိုအမေရိကန်မြေပြင်တပ်ဖွဲ့တွေစစ်လွတ်ဖို့ဆိုတဲ့လမ်းကြောင်းဟာဖွင့်ထားတာဖြစ်တယ်လို့ပြောခဲ့တယ်။ IS တို့သိမ်းထားတဲ့အီရတ်မြောက်ပိုင်းရှိမိုဆူးမြို့ကိုအီရတ်တပ်တွေပြန်သိမ်းနိုင်ဖို့လိုအပ်ရင်အမေရိကန်တိုက်ခိုက်ရေးတပ်တွေစစ်လွတ်မယ်လို့ပြောပါတယ်။သူကအဲ့ဒီလိုစစ်လွတ်ဖို့ထောက်ခံအကြံပေးနေတာမဟုတ်ဘူး။ဒါကိုသူတို့စဉ်းစားနေတာဖြစ်တယ်လို့ပြောပါတယ်။ဒီနောက်နိုဝင်ဘာလလယ်မှာအီရတ်ကိုလျှက်တစ်ပြက်သွားခဲ့တာကိုတွေ့ရတယ်။နောက်ပြီးပန်တဂွန်ကအရှေ့အလယ်ပိုင်းဒေသစစ်စင်ရေးအသုံးစရိတ်အမေရိကန်ဒေါ်လာ2ဘီလီယံခွင့်ပြုဖို့တောင်းခံခဲ့တယ်။ Bloomberg သတင်းဌာနကရရှိတဲ့အသေးစိတ်စာရင်းတွေအရအဲ့ဒီထဲမှာနာမည်ပြက်နေတဲ့ F-35 တိုက်လေယာဉ်တွေပါတယ်လို့ဆိုတယ်။အဲ့ဒီလေယာဉ်စီမံကိန်းဟာလူသားသမိုင်းမှာကုန်ကျစရိတ်အများဆုံးလို့ကျွမ်းကျင်သူတချို့ကဆိုပါတယ်။အခုကိုအမေရိကန်ဒေါ်လာ1 trillion ဘီလီယံ1000ကုန်ကျနေပြီဖြစ်တယ်။ပြီးခဲ့တဲ့ဇူလိုင်လကဒီလေယာဉ်အင်ဂျင်မီးလောင်မှုဖြစ်ခဲ့သေးတယ်။ဒါကြောင့်လေယာဉ်ပွဲထုတ်မဲ့အစီအစဉ်လဲနောက်ဆုတ်ခဲ့ရတယ်။ဘာကြောင့်ပန်တဂွန်စရင်မှာပါနေတယ်လဲဆိုတော့မရှင်းပါ။ဒီတော့
ဆုံလေတွေကိုဈေးကြီးပေးငှားရမ်းရကြိုးနတ်တယ်လို့ပြောနိုင်တာပေါ့အရှုပ်တော်ပုံများ2006ခုနှစ်မှာနိုင်ငံတကာထင်သာမြင်သာရှိရေးအဖွဲ့ TI Transparency International ရဲ့အင်တာနက်စာမျက်နှာပေါ်တင်ခဲ့တဲ့ထုတ်ပြန်ချက်မှာအခုလိုဖော်ပြထားပါတယ်ပုဂ္ဂလိကကဏ္ဍစီမံခန့်ခွဲမှုများတွင်ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍတွေရဲ့စီမံခန့်ခွဲမှုတို့ဟာစုံစမ်းစစ်ဆေးမှုအခမ်းအရအ ਨੇ ဆုံးကဏ္ဍများဖြစ်ကြတယ်။ယင်းကဏ္ဍများကလျှို့ဝှက်ရေးနဲ့အမျိုးသားအကျိုးစီးပွားဆိုတဲ့အကာအကွယ်များနောက်မှာပုန်းကွယ်နေကြတာဖြစ်တယ်။ TI ရဲ့တကမ္ဘာလုံးသုတေသနပြုချက်အရကာကွယ်ရေးကဏ္ဍဟာခြစားမှုအများဆုံးပုဂ္ဂလိကကဏ္ဍများတဲ့တွင်ပါဝင်ပါတယ်။အရေးအတွက်ပမာဏကိုခန့်မှန်းရခက်ပေမဲ့မကြာသေးမီကထုတ်ပြန်ခဲ့တဲ့အမေရိကန်တရားရေးဌာနရဲ့အစီရင်ခံစာအရလက်ပေးလက်ရုံမှုဆိုင်ရာဆွတ်ဆွဲတဲ့အမှုစုစုပေါင်းရဲ့90%ဟာကာကွယ်ရေးကဏ္ဍမှဖြစ်ပါတယ်။ဒီနေရာမှာလက်ပေးလက်ယူဆိုတာအမေရိကန်နိုင်ငံတွင်းကိုသာဆိုလိုတာမဟုတ်ပါ။တကမ္ဘာလုံးကိုပြောတာဖြစ်ပါတယ်။1989မှာပြည်ပလက်ပေးမှုတားမြစ်တဲ့ဥပဒေတရက် US Foreign Corrupt Practices Act ကိုပြဋ္ဌာန်းခဲ့ရတာဟာလေကြောင်းနဲ့ကာကွယ်ရေးဆိုင်ရာအမေရိကန်ကုမ္ပဏီကြီးတွေတောင်းကျမ်းလွန်းတာကြောင့်လို့ဆိုကြပါတယ်။1961ခုနှစ်တုန်းကအနောက်ဂျာမနီကာကွယ်ရေးဝန်ကြီးနဲ့သူ့ပါတီကိုတိုက်လေယာဉ်တွေဝယ်ယူဖို့အတွက် Lockheed Martin ကလက်ငွေအမေရိကန်ဒေါ်လာ10 သန်းပေးခဲ့ရတယ်လို့ဆိုတယ်။ဂျာမနီကာကွယ်ရေးဝန်ကြီးကတော့ဒါကိုညှင်းပါတယ်။အသေးဖြတ်မှုနဲ့ပြန်တရားစွဲမယ်လုပ်ပါတယ်။နောက်တော့မစွဲဖြစ်ပါ1988ခုနှစ်ကအီတလီဆိုရဖွဲ့ဝန်ကြီးချုပ်ဟောင်းနဲ့တမနာဖြစ်သူတို့ဟာ Lockheed Martin ကလက်ငွေတွေရယူခဲ့တဲ့ဆိုတဲ့ကိစ္စနဲ့နှုတ်ထွက်ခဲ့ကြရတယ်1986ခုနှစ်မှာဂျပန်ဝန်ကြီးချုပ်တာနာကာဟာလည်း Lockheed Martin ကုမ္ပဏီကလက်ငွေတွေရယူတဲ့မှုနဲ့အဖမ်းခံရတာဖြစ်ပါတယ်ဒါတွေဟာနမူနာတချို့ပဲဖြစ်ပါတယ်အထက်မှာ TI အဖွဲ့ကပြောခဲ့သလိုဒီကုမ္ပဏီကြီးတွေမှာလျှို့ဝှက်ရေးနဲ့အမျိုးသားအကျိုးစီးပွားဆိုတဲ့အကာအကွယ်တွေရှိနေတာကြောင့်ဒီလိုကိစ္စတွေပွင့်ကျလာဖို့ဆိုတာခက်လာပါတယ်ဒီကြားတွေကကိုပေါ်လာတဲ့အမှုခင်းတွေကများလာပါတယ်ညီကုန်းဒါဟာစစ်ဖက်စစ်ပစ္စည်းစက်မှုလုပ်ငန်းလွှတ်တော်ဆိုတဲ့ဖိုကနောက်ဆိုင်ကွန်ရက်ရဲ့အပြန်အလှန်ဆက်နွယ်လဲပတ်နေပုံကိုအကြမ်းပြင်းအကျဉ်းဖော်ပြချက်မျှတာဖြစ်ပါတယ်အလွန်ကျယ်ပြန့်တဲ့ကိစ္စဖြစ်တာမို့ဆောင်းပါးတစ်ပုဒ်ထဲနဲ့အကျယ်ပြန့်တင်ပြဖို့မဖြစ်နိုင်ပါအထက်မှာဖော်ပြခဲ့တာတွေကိုကြည့်ရင်ဒီကွန်ရက်မှာအခရာကျတာကတော့စစ်ပစ္စည်းဆိုင်ရာကုမ္ပဏီကြီးတွေပဲဖြစ်ပါတယ်သူတို့ကုမ္ပဏီကြီးတွေကြီးမားတဲ့အမျက်စွန်းတွေရရှိဖို့အမေရိကန်စစ်ဖက်လွှတ်တော်နဲ့အစိုးရအဖွဲ့တွေကိုပါကြိုးကင်နေတယ်လို့တောင်ဆိုနိုင်ပါတယ်အမေရိကန်နိုင်ငံရဲ့နိုင်ငံရေး policy တွေအပေါ်မှာတောင်ဩဇာလွှမ်းမိုးမှုရှိတာကိုဆက်တွေ့ရှိနိုင်ပါတယ်စစ်ပစ္စည်းတွေရောင်းရဖို့အတွက်နိုင်ငံတော်လုံခြုံရေးထိခိုက်နိုင်မဲ့အန္တရာယ်တွေစစ်ပွဲတွေအပူကွက်တွေဒါမှမဟုတ်စစ်ဖြစ်နိုင်မဲ့ချိန်ချောက်မှုတွေရှိနေရမှာဖြစ်ပါတယ်ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ရှိနေမယ်ဆိုရင်တော့ဘယ်ရောင်းရပါမလဲဒုတိယကမ္ဘာစစ်အပြီးမှာစစ်အေးတိုက်ပွဲဖြစ်လာတယ်ကွန်မြူနစ်အန္တရာယ်ကိုလက်ညှိုးထိုးပြီးဖြစ်ခဲ့တာပါစစ်အေးတိုက်ပွဲကာလအတွင်းကိုရီးယားဗီယက်နမ်နဲ့အာဖဂန်စတဲ့ဒေသန္တရစစ်တွေဖြစ်ခဲ့တယ်အပူကွက်တွေလည်းမနှဲပါ1989ဘာလင်တိုင်းပြိုပြီးစစ်အေးတိုက်ပွဲหนีကုန်းချုပ်ခဲ့တယ်ဒါပေမဲ့အခုတော့အကြမ်းဖက်ချင်းချောက်တပ်ဖြတ်ရေးဝါဒပေါ်ဆင်နွှဲတဲ့စစ်ပွဲ War on Terror ဆိုတာပေါ်လာပြန်ပါပြီ War on Terror ဆိုတဲ့အီရတ်နဲ့အာဖဂန်စစ်ပွဲတွေရဲ့ကုန်ကျစရိတ်ဟာအနည်းဆုံး1 trillion ရှိတယ်လေလာသူတချို့ကတော့2 trillion ကနေ3 trillion လောက်ထိဖြစ်သွားနိုင်တယ်လို့ခန့်မှန်းနေကြတယ်ဒီစစ်ပွဲတွေဟာအခုချိန်ထိလည်းအဆုံးမသတ်နိုင်သေးတဲ့ပြင်အခုဆီးရီးယားထိပါကျယ်ပြန့်လာနေပြီဖြစ်ပါတယ်အမေရိကန်ဟာ War on Terror အတွက်လုံခြုံရေးဌာနတွေကိုတိုးချဲ့ဖွဲ့စည်းခဲ့တယ်ဘတ်ဂျက်တွေတိုးသုံးခဲ့တယ် Washington Post သတင်းစာကြီးရဲ့ဆိုရအကြမ်းဖက်ဝါဒကိုဒဏ်ပြန်ရေးအဖွဲ့အမိမြေလုံခြုံရေးဌာနနဲ့ထောက်လှမ်းရေးဌာနစတာတွေနဲ့တွဲဖက်လုပ်နေတဲ့ပုဂ္ဂလိကကုမ္ပဏီပေါင်း
1931ခုရှိတယ်9/11ရေးပြီးတဲ့နောက်မှာအဲ့ဒီဌာနတွေအတွက် Washington DC area အတွင်းမှာကိုစတူယန်ပေ18တန်းအကျယ်ဝန်းရှိတဲ့အဆောက်အဦပေါင်း33ခုတိုးချဲ့ဆောက်လုပ်ခဲ့တယ်ချို့ရရင်တော့ဒီဖိုခွန်နောက်ဆိုင်ကွန်ရက်ကြီးဟာကြီးထွားတဲ့ကြီးထွားလာနေတယ်ဆက်လဲကြီးထွားနေဦးမှာဖြစ်တယ်အခုအကျန်းဖက်ချင်းချောက်တက်ဖြတ်ရေးဝါရရန်သူဆိုတာမရှိတော့ရင်လဲနောက်ရန်သူထတ်ရှာအောင်မှာပဲဖြစ်ကြောင်းပါ